အားလုံးပဲမင်္ဂလာညချမ်းလေးပါ Popular YouTube Channel နဲ့ကြိုဆိုလိုက်ပါတယ်ဒီ Channel မှာစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကောင်းများစွာကိုတင်ဆက်သွားမှာမို့ကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လုပ်သွားပေးဖို့မေ့ကြပါနဲ့ခင်ဗျာဒီညမှာတော့စာရေးဆရာမြိုင်မဟာတိုးတက်ရဲ့သွေးစွန်းသောညဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်မြိုင်မဟာတိုးတက်စာရေးဖို့ရန်ကုန်ကနေချောင်းသာမြို့ကိုရိုးမဘက်ကိုထွက်ခွဲတယ်လမ်းတစ်လျှောက်မှာလဲစိတ်ဆန်းချောင်းလေးများကရေစီးတန်လေးနဲ့အတူตาယာညှိ့ညောင်းနေကြတယ်လမ်းဘေးမှာလဲခွေးကောင်းပန်းလေးတွေကလည်းသူ့ထက်ငါအပြိုင်အဆိုင်ပွင့်ဝေနေကြတယ်ကျင်းငယ်အော်မီတန်17တန်ဂျီဟောက်တန်တို့ကတောတောင်ရဲ့အလှအပကိုပို့ပြီးအသက်ဝင်ပြီးပြင်းစေတယ်ကျွန်တော်လဲတောနယ်ထဲမှာတီထားတဲ့ရွာငယ်လေးတစ်ရွာမှာတဲလိုက်တယ်ရွာထဲကလူတွေကဖော်ရည်မှုရှိကြပါတယ်ကျွန်တော်တဲတဲ့အိမ်ကမုတ်ဆိုးကြီးဥငဖြူလို့အမည်ရှိတယ်ကျွန်တော်နောက်လိုက်လာသူကဥငဖြူရဲ့အသည့်တွေဖြစ်နေကြတော့ပို့ပြီးအဆင်ပြေသွားကြပါတယ်ကျွန်တော်ဥငဖြူနဲ့စကားစမီပြောပြတယ်ရှေးဟောင်းနောက်ဖြစ်တွေတဲကမှသူ့ရဲ့အတွေ့တစ်ခုကိုကျွန်တော်ကိုစိတ်ဝင်စားစရာပြောပြလာခဲ့တယ်မုတ်ဆိုးကြီးဥငဖြူရဲ့ဇက်လန်းကြောင့်ဒီဇက်ဇန်းလေးဖြစ်လာရပါတော့တယ်အချိန်ကနေုံလာကြီးမိုးတွေကသဲလာတယ်ပိုးဒီလိုအမည်ရှိတဲ့တောထဲမှာဝါခုတ်သားများကတဲအိမ်လေးတွေပြုတ်လုပ်ပြီးနေကြတယ်တဲအိမ်စုလေးတွေက15အိမ်လောက်ရှိမယ်အဲ့ဒီအိမ်တွေကမှကိုကျော်လမတ်ခိုင်တို့လင်မယားလဲအပါဝင်သူတို့မှခလေး3ယောက်လဲရှိတယ်နေုံလာကြီးမိုးကသဲလာတာပေါ့နောက်15ရက်ကြာပြီးနောက်တော့ဝါစကန်ကလူတွေကမိုးသေးလာလို့သူတို့ရွာကိုပြန်ကြဖို့ပြင်ဆင်ကြတယ်ပြိုးကိုတောင်းလာခမရတို့ရောတခါတည်းကျုပ်တို့နဲ့ပြန်မလိုက်ဘူးလားကျုပ်ကတော့မပြန်သေးဘူးပြိုးဟာခမရတို့ကအိမ်တိမ်နဲ့ကြံခဲ့မှာအဆင်ပြေပါမလားဟိုဘက်တောင်ရိုးမှာလဲတောစင်ရဲ့အုပ်ကြီးကြနေတယ်လို့ကြားတယ်ဟာကြတော့ဘာဖြစ်လဲဗျာပူလောင်ကောင်းသေးတယ်အုပ်ထဲကတကောင်လောက်ဖမ်းပြီးဦးစီးလှုပ်လိုက်မယ်ဟာကိုတောင်းလာမပြောကောင်းတာတွေဗျာဘာလို့မပြောကောင်းရမှာလဲကျုပ်ကတော့မကြောက်ပါဘူးပြောရင်းနဲ့ကိုတောင်းလာကအိမ်ထဲကိုပြန်ဝင်သွားတော့တယ်ပြောမနေနဲ့တော့မင်းနိုင်ဒီလူကဘာမှအယူဆရှိတဲ့လူမဟုတ်ဘူးကွာ तू ကပြောမှသိထိမှနာ तू ကတော့ခလုတ်ထိမှအမိတက်မဲ့လူမျိုးအေးဗျာဒီလူတော်ကောင်းပါတယ်လူကျွန်တော်ကသူ့ကလေးတွေကိုစိုးရင်လို့ပြောလိုက်တာပါကဲငါတို့လည်းသွားကြမယ်နွားလဲတွေပြင်ပြီးဝါခုတ်သားများကသူတို့လဲပေါ်တက်ပြီးအမျိုးသမီးနဲ့ကလေးငယ်များကလှဲပေါ်မှာစီးပြီးယောက်ျားသားများကအောက်ကနေဒဲနောက်ကိုခြေလင်းရှောက်ချင်းဖြစ်တယ်လူတွေအားလုံးပြန်သွားတော့ရိုးမတော်တဲ့ကိုတောင်းလာတို့မိသားစုတို့တအိမ်ပဲကြံခဲ့တော့တာပေါ့ကိုတောင်းလာကျမလည်းပြန်ကျင်နေတော့မိခိုင်ကြောက်လို့လားဒီမှာသူတို့တွေမရှိမှငါအလုပ်လုပ်ရတာအေးအေးဆေးဆေးလုပ်ရမှာပေါ့နမုတ်ဆိုလှူပြီးလုပ်နေရတာငါကတော့သူတို့တွေမရှိလေကောင်းနေပဲကိုတောင်းလာစကားကြောင်းမှတ်ခိုင်ခေါင်းရမ်းမိလိုက်တော့တယ်ကိုတောင်းလာတယောက်သူ့မိမနဲ့စကားစမီပြောပြီးခါကြတဲ့ဓာတ်ထိုးကဝါခုတ်ဖို့ဝါရှိရာတောင်ဘက်ထွက်သွားတော့တယ်မှတ်ခိုင်ကတော့အိမ်မှာခလေး3ယောက်နဲ့ထမင်းချက်ပြုတ်နေတာပေါ့ထမင်းအိုးတော်မနှက်သေးဘူးကိုတောင်းလာတယောက်အိမ်ပေါ်ကိုမျက်လုံးပြူမျက်စံပြူနဲ့ပြန်တက်လာခဲ့တော့တယ်ကိုတောင်းလာဘလို့ဖြစ်လာတာတော့အမောတကောနဲ့ငါဝါခုတ်မဲ့တောင်မှာဒေါ်စင်ရိုင်းအုပ်ကြီးရောက်နေတာငါမသိလိုက်ဘူးကိုတောင်းလာကရင်ဘက်ကိုလက်နဲ့ဖိပြီးပြောလိုက်တယ်ငါဝါခုတ်လို့ဖို့လှုပ်နေတော့ငါနောက်မှာအတန်ကြားလို့လှည့်ကြည့်လိုက်တော့စင်ရိုင်းကြီးကငါနောက်ကနေငါ့ကိုခြေထောက်ကြီးနဲ့နင်းလိုက်တာငါလူးလဲပြီးရှောက်ပြီးမနဲ့လွတ်အောင်ပြေးလာရတယ်ကန်ကြီးပြီလို့ပေါ့ကိုတောင်းလာရဲ့ကိုတောင်းလာကသူ့လက်ပြာကိုသူမလုံတော့တယ်လို့ဖြစ်ပြီးမိခိုင်ငါတို့မနေ့ကပြန်ကြမယ်ကျမလည်းဒီမှာမနေချင်တော့ပါဘူးရှင်ကောင်းမှနေလို့အင်းပါဒါနဲ့ကလေးတွေရောမိုးရီထွက်ချိုးနေကြတယ်မိုးရသည်မို့ကောင်းဝင်ကမိုးသားတိမ်ဆိုင်တွေကသူရိန်နေမင်းကိုဖုံးကွယ်သွားတော့တယ်ည6နာရီမှတောင်အတော်အင့်မှောင်နေပြီမိသားစု9ယောက်ညသာစားပြီးအိယာအတီးတီဝင်သွားခဲ့ကြတယ်ညတနာရီရောက်တော့ကိုတောင်းလာတို့
ကန်ဆိုးမိုးမောင်ကြလာမှာတော့ဘယ်သူမှတိမှာမဟုတ်တော့ပြီကိုတောင်းသားမိသားစုလေးညတနာကြီးမှာနှစ်ချိုက်စွာအိမ်မောကြနေတော့တယ်ဒီအချိန်မှာပဲအိမ်ကလေးပေါ်ကိုကြီးမားတဲ့အရေးကြီးတစ်ခုလွှမ်းမိုးလာပါတော့တယ်အိမ်လေးကနီးပြတ်တန်ဆင့်ဝါးတွေကြိုးကြတန်တအိမ်လုံးရိုင်ထိုးလာတော့တယ်လှုပ်ပါအောင်ကိုတောင်းလာရဲ့လှုပ်ပါအောင်ကျမတို့တေးပြီးထင်တယ်တူတူမိုက်ခိုင်ခလေးလေးပါမလဲဒီမှာပါဒါတို့သမီးတို့အတံမထွက်ကြနိုင်တော့ကိုတောင်းလာကခလေးနှစ်ယောက်ကိုတစ်ဖက်ကိုတယောက်စီပိုက်ပြီးနောက်ဖေးပေါက်ကနေခုံချသွားတော့တယ်မခိုင်ကတော့ကြံခဲ့တဲ့သမီးလေးကိုဆွဲကကိုတောင်းလာနောက်ကိုဆင်းလိုက်သွားတော့တယ်အပေါ်ကနေဆင်းလိုက်သွားပါတော့တယ်ခဏအတွင်းမှာပဲအိမ်လဲပြူကျသွားတော့တယ်မခိုင်တယောက်သမီးလေးကိုချီပြီးကိုတောင်းလာနောက်ကိုလိုက်ပြေးတယ်သူဘလောက်ပဲပြေးတော်စင်ရိုင်းကြီးရဲ့လက်အောက်ကနေမလွတ်တော့ပြီကိုတောင်းလာပြေးနေရင်နာကျင်စွာအော်တန်ကြားတော့သူ့ရဲ့ခြေလမ်းတွေကိုရပ်တန့်လိုက်တော့တယ်နောက်မှာတော့သမီးဖြစ်သူစစ်စစ်ညက်ညက်ကြည်ပြီးတည်သွားပြီဖြစ်တယ်ဇနီးဖြစ်သူကတော့စင်ရိုင်းကြီးကမခိုင်ရဲ့သပင်ကိုအနောက်ကနေနှမောင်းကြီးနဲ့လမ်းဆွဲလိုက်တယ်နာကျင်စွာအော်တန်နဲ့အတူအကူကြီးတောင်းတန်နေနဲ့ရိုးမတော်တယ်ပြန့်နှံ့သွားတော့တယ်ကိုတောင်းလာဇနီးဖြစ်သူကိုမကြည့်ရနိုင်ခလေးနှစ်ယောက်ကိုချထားပြီးဒါတို့သမီးတို့ဒီမှာခဏနေခဲ့နော်အဖေကပြန်လာခဲ့မယ်ပြောရင်းနဲ့ဘေးကဝါ6ပိုင်းကောက်လိုက်ပြီးစင်ရိုင်းကြီးစီကိုတရှိန်တို့ပြေးသွားပါတော့တယ်စင်ရိုင်းကြီးစီကိုတရှိန်တို့ပြေးသွားပါတော့တယ်စင်ရိုင်းကြီးကမခိုင်ကိုနှမောင်းနဲ့ပတ်ပြီးလွတ်ပစ်လိုက်ပြီးပြေးလာတဲ့ကိုတောင်းလာကိုစစ်စစ်ညက်ညက်ကြည့်အောင်နင်းချေလိုက်တော့တယ်တစ်ချက်တောင်မအော်နိုင်ပဲကိုတောင်းလာခန္ဓာကိုယ်ကသွေးများတဖြောဖြောစီးကြသွားတာပေါ့အဲ့ဒီညလေးမှာတော့သွေးလွှမ်းသောညလေးတစ်ညဖြစ်ခဲ့ရပါတော့တယ်မခိုင်ကတော့ကံကောင်းစွာနဲ့အသက်ရှင်ကျန်ခဲ့ပေမဲ့သမီးတို့လင်သားတို့ရဆက်ဒေးသွားပုံတွေကြည့်ပြီးတည်သွားတဲ့ပုံကိုကြည့်ပြီးစိတ်ကယူတူသွားပါတော့တယ်တောတောင်ဆိုတာနှုတ်စည်းကအရေးကြီးဆုံးပဲပါဇက်ကစီးမဆောက်ပဲပောက်ကရပြောရင်တောတဲတောင်တဲပြောရင်အခက်မသိရင်အသက်ကိုပါပေးဆက်ရပါတော့တယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ